မီနီကွန်လိုတွေမှာနေထိုင်တဲ့သူတွေအနေနဲ့မိခင်တက်တာဝဲတဲ့အခါလေးချိန်ကန့်သက်ကြောင့်ဘယ်လိုစီးရီးမျိုးဝယ်ရမလဲစဉ်းစားရခက်နေတဲ့သူတွေရှိကြလားဒါဆိုလို့ရှင်တော့ဟပ်ပိုင်းရဲ့ရီဂယ်စီးရီးမိခင်တက်တာတွေကအသင့်တော်ဆုံးဖြစ်မှာပါရှင်ဟပ်ပိုင်းရဲ့ရီဂယ်စီးရီးမိခင်တက်တာတွေမှာဆိုလို့ရှိရင်စိုက်မျိုးစုံရှိတာကြောင့်နေရာချွေတာရတဲ့မီနီကွန်လိုတွေအတွက်အလေးချိန်ရောအရွယ်စားပါဝင်မပြည့်ပဲကွက်တိဖြစ်စေမဲ့စီးရီးလေးပဲဖြစ်ပါတယ်အဖိုးတန်ပိုင်ဆိုင်မှုတွေကိုရာနှုန်းပြကောက်ွယ်ပေးနိုင်တဲ့ရီဂယ်စီးရီးမိခင်တက်တာတွေရဲ့တမှုထူးခြားတဲ့အားသာချက်တွေကိုပြောပါဆိုရင်တော့ပထမဆုံးအနေနဲ့ခင်မီစံတဲ့ဒီဇိုင်းဖြစ်လို့ဘယ်နေရာမှာမဆိုလိုက်ဖက်တင်နေမဲ့စီးရီးလေးပဲဖြစ်ပါတယ်ရှင်ဒုတိယတစ်ချက်အနေနဲ့ကတော့နီးပညာမြင့် lock system တွေကိုသုံးပေးထားတာဆိုတော့ဖောက်တင်ပျက်စီးမဲ့အနေအတွေကိုလုံးဝစိုးရိမ်စရာမလိုတော့ပါဘူးဒါအပြင်ကမှကုန်ကျန်းကအစအသေးစိတ်အထိရေသွင်းမြင့်စံချိန်စံညွှန်းတွေနဲ့ချုပ်လုပ်ထားလို့ခိုင်ခန့်တောက်တည်မှုပိုင်းမှာလည်း share ပဲเนาะဒါကြောင့်မီနီကွန်လိုမှာနေထိုင်ပြီးလေးချိန်ကန့်သက်ချက်ရှိတဲ့သူတွေအနေနဲ့မိသားစုရဲ့အဖို့တန်ပစ္စည်းတွေကိုစိတ်ချလုံခြုံစွာသိသိထားနိုင်ဖို့ဟပ်ပိုင်းရဲ့ရီဂယ်စီးရီးမိခင်တက်တာတွေကိုနှစ်ခါစဉ်းမစင်းစားပဲရွေးချယ်တင်ပါတယ်တကယ်လို့ရီဂယ်စီးရီးမိခင်တက်တာလေးတွေကိုဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်အမှတ် 7A မိုးကောင်းဖျားလန်ရန်ကင်းမြို့နယ်မှာရှိတဲ့ဟပ်ပိုင်း showroom ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်